တနင်းလေးဟာမြန်မာလူမျိုးတွေအကြိုက်ဆုံးအတိုးမျိုးတစ်ခုဖြစ်သူ့ရဲ့ထူးခြားတဲ့အနံ့အရသာကြောင့်ထမင်းမြင်စီတဲ့အစားအစာတစ်ခုလည်းဖြစ်ပါတယ်။ချက်စားစားပြုတ်စားစားဒါမှမဟုတ်စားရည်စိမ်ပြီးပရိုစားလေးရှိကြပါတယ်။နီမျိုးစုံနဲ့စားသုံးနိုင်တဲ့အသီးလည်းဖြစ်ပါတယ်။တနင်းသီးမှာပရိုတင်းဓာတ်ကာဘိုဟိုက်ဒရိတ်နဲ့ဗီတာမင်ဓာတ်တွေကျွဲဝါးစွာပါဝင်တာကြောင့်ခန္ဓာကိုယ်အတွက်အင်အားကိုလည်းဖြစ်စေပါတယ်။ဒါပေမဲ့သူ့မှာပါဝင်တဲ့ထူးခြားတဲ့ဓာတ်ပေါင်းတွေကြောင့်လည်းအလွန်အကျွံစားသုံးမိမယ်ဆိုရင်တော့ကြောက်ကက်ကိုထိခိုက်စေနိုင်ပါတယ်။တနင်းသီးကိုအလွန်အကျွံစားမိရင်တနင်းသီးစိတ်တက်ခြင်းကိုခံစားရနိုင်ပြီးစီအောင်တာစီးသွားရင်နာကျင်တာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်တနင်းသီးကိုကြိုက်လွန်းလို့ဆိုပြီးတစ်ကြိမ်နဲ့အများကြီးစားပွဲပြင်တာမျိုးကိုရှောင်ကျဉ်သင့်ပါတယ်။တနင်းသီးစိတ်ကိုလှချဖို့အတွက်အကောင်းဆုံးသောနည်းလမ်းကတော့မစားခင်မှာရေစစင်းဆေးပြီးစနစ်တကျပြုတ်ချက်တာနိုးအီအောင်ချက်စားတာပဲဖြစ်ပါတယ်။အစိမ်တိုင်းတိုးစားတာထက်စားရင်ချက်ပြုတ်ပြီးစားတာကဘေးဥပတ်ပိုကင်းဝေးစေပါတယ်။တနင်းသီးမှာပါဝင်တဲ့အမြင့်တက်တွေကအစာရည်စနစ်ကိုအထောက်အကူပြုပြီးဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ဒါပေမဲ့အစာရင်အားနည်းတဲ့သူတွေနဲ့တော့တန်ဆေးလွန်မေးဖြစ်တတ်တာကိုတော့သတိပြုရပါမယ်။တနင်းသီးရဲ့ထူးခြားတဲ့အချက်တစ်ခုကတော့စားပြီးရဲ့အခါဂရင်းနတ်နဲ့စီနံ့ကိုပြင်းထန်စေရကြလူမှုပတ်ဝန်းကျင်မှာသတိထားရတတ်ပါတယ်။ဒီနံ့တွေကိုပျောက်ချင်ရင်တော့တနင်းသီးစားပြီးရဲ့အခါမှာကော်ဖီတောက်တာဒါမှမဟုတ်ပူစီနံဝါပေးရမျိုးတွေကိုလုပ်နိုင်ပါတယ်။သွေးတိုးယောဂနဲ့ဆီးချိုယောဂရှိသူတွေအနေနဲ့တနင်းသီးကိုစင်ချင်းစားသုံးသင့်ပြီးဆရာဝန်တွေကလည်းအလွန်အကျွံမစားဖို့သတိပေးလေးရှိပါတယ်။အထူးသဖြင့်ကြောက်ကက်ယောဂအခန်းရှိသူတွေဆိုရင်တော့လုံးဝမစားရတာကအန္တရာယ်အကင်းဆုံးဖြစ်ပါတယ်။တနင်းသီးကိုကုန်းတနင်းနဲ့ရေတနင်းဆိုပြီးအမျိုးအစားခွဲနိုင်ပါတယ်။အနံ့ရတာမှာအနှဲငယ်ကွာခြားမှုလည်းရှိပါတယ်။ကုန်းတနင်းသီးဟာပုံမစိတ်မီအရသာရှိရဲလို့လူကြိုက်ပုံမများကြပါတယ်။တနင်းသီးကိုငပိရေဖြော်ရည်ငါချောက်ဖုတ်တင်နဲ့တွဲပဲစားသုံးမယ်ဆိုရင်အရသာရှိဆုံးမို့မြန်မာကျေးလက်ဒေသတွေမှာနေတိုင်းလိုနှစ်သက်ကြပါတယ်။ရာသီစားတစ်ခုဖြစ်တာကြောင့်ပုံပေါ်ပြအချိန်တွေမှာဈေးကွက်တဲ့အလွန်ရောင်းသွက်တဲ့အသီးပဲဖြစ်ပါတယ်။အနည်းချုပ်ရရင်တော့တနင်းသီးဟာဆေးဘက်လည်းဝင်သလိုဘေးရန်တွေလည်းဖြစ်စေရဲ့အသီးဖြစ်လို့ချင်းငိန်စားသုံးသင့်ဖို့လိုအပ်ပါတယ်။မိမိခန္ဓာကိုယ်အခြေအနေနဲ့လည်းကိုက်ညီအောင်တန်ရုံပဲစားသုံးမယ်ဆိုရင်တော့ဘေးရန်တွေရဲ့ကင်းကင်းနဲ့အရသာရှိရှိစားသုံးနိုင်မှာပဲဖြစ်ပါတယ်။